အားလုံးပဲမင်္ဂလာပါရှင်အလုပ်ချဖေးရုံလာဖောင်လေးဆက်ရှိကနေကြိုဆိုပါရစေဒီနေ့ကတော့အင်္ဂလိပ်12ရက်နေ့8လပိုင်း2026ပေါ့နော်အမေများနေ့ဖြစ်ပါရှင်ညီမအလုပ်9ခုလာပြောပြပေးမှာဖြစ်ပါတယ်အင်ဖော်ကလေးထင်းအသွားပြောင်ဖေးခွန်ပြမှာဖြစ်ပါရှင်အလုပ်ဝင်ချိန်ကတော့မနေ့8နာရီခွဲကနေ9နာရီခွဲထိပါတထေးကတော့2ယောက်ရှိမယ်ကလေးက2ယောက်ရှိမယ်အမွာဘူးကလေးပါရှင်လာစာတလား15000တပတ်တရက်နာမနာ OT 900ပတ်ပေးပါတယ်ဒုတိယအလုပ်တစ်ခုကအိမ်လုပ်ဖြစ်ပါရှင်အလုပ်เนี่ยဆိုင်ဟမှာပါအိမ်နှစ်ထပ်တထေး2ယောက်ကလေး1ယောက်ရှိမယ်ကလေးရဲ့တက်က10နှစ်ရွယ်ကလေးပါရှင်ပြီးတော့ခွေး2ကောင်ရှိမယ်နော်လာစာကတော့တလား1000နဲ့2000ပတ်တပတ်တရက်နာမနာ OT 900ပတ်ပေးပါတယ်တတိယအလုပ်တစ်ခုကအိမ်လုပ်လာကံဖိန်မှာဖြစ်ပါတယ်ရှင်အိမ်နှစ်ထပ်တထေး2ယောက်ကလေး2ယောက်ရှိမယ်ကလေးရဲ့တက်က4နှစ်ရွယ်ကလေးနဲ့17နှစ်ရွယ်ကလေး2ယောက်ရှိပါမယ်ကလေးမကြည့်ရဘူးနော်လာစာတလား13000တပတ်တရက်နာမနာ OT 900ပတ်ပေးပါရှင်နံပါတ်4အလုပ်တစ်ခုကအိမ်ဖော်လူကိုကြည့်တဲ့အလုပ်เนี่ยလာနုကာမှာဖြစ်ပါတယ်အိမ်နှစ်ထပ်အဖိုးနဲ့အဖွား2ယောက်ပဲနေထိုင်ပါတယ်ရှင်လာစာတလား15000တပတ်တရက်နာမနာ OT 900ပတ်ပေးပါရှင်နောက်ဆုံးလုပ်တစ်ခုကအိမ်လုပ်လာမြင်ထားမှာဖြစ်ပါတယ်အိမ်နှစ်ထပ်တတိ2ယောက်ကလေး2ယောက်ရှိမယ်ကလေးရဲ့တက်က9နှစ်ရွယ်ကလေးနဲ့12နှစ်ရွယ်ကလေး2ယောက်ရှိပါမယ်ကလေးလေးစားဖို့အတွက်ထိုင်မီဟင်းနဲ့ပပချက်တက်ဖို့လိုပါတယ်ရှင်လာစာတလား13000တပတ်တရက်နာမနာ OT 900ပတ်ပေးပါတယ်ဒီကနေ့ညီမပြောလိုက်တဲ့အလုပ်9ခုကိုစိတ်ဝင်စားတယ်ဆိုရင်ညီမလေးတို့ရုံလာဖောင်လေးဆက်ရှင်းမှာလုပ်မြင်လာစမှတ်ထားလို့ရပါရှင်ရုံနေ့တိုင်းဖွင့်နေရုံပေးရမရှိဘူးနော်ရုံဖွင့်ချိန်ကမနေ့8နာရီခွဲကနေညနေ6နာရီထိနေ့တိုင်းဖြစ်ပါရှင်နောက်တစ်ခုကအလုပ်လာစမှတ်ရင်ဆောင်ရွက်စာတမ်းရှိဖို့လိုတယ်နော် passport visa ဝပါမစ်ရှိဖို့လိုတယ်ရုံနေ့တိုင်းဖွင့်တယ်နော်ရှင်စမှတ်ကြေးမရှိဘူးအလုပ်ရမှတာလီဝန်ဆောင်က1000ပေးရမှာဖြစ်ပါရှင်ကျေးဇူးတင်ပါရှင်